မိဘနဲ့တာသမီရဲ့ပြဿနာပေါ့နော်မင်းသားရဲ့အမေလေး post တင်ထားတယ်နဲ့ပတ်သက်ပြီးတော့ဆက်စုပြီးသွားပြီအဲ့ဒီတော့ရှင်တို့အဲ့ဒီအကြောင်းပြောပြမယ်လာဆက်စုမပလို့ရှင်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့နေရာယူလိုက်တော့နော်မင်းသားအမေကဒီရက်တွေမတိုင်ခင်မှာဆိုလို့ရှိရင်လည်း तू က post တွေ share ထားတယ်ပေါ့နော်အဲ့ post တွေထဲမှာဆိုလို့ရှိရင် तू သားကသူ့အပေါ်မှာဒီလိုသူမြေတောင်မြောက်ပေးခဲ့ပေမဲ့သူ့အပေါ်မှာဒီလိုမျိုးရိုင်းဆိုင်ခဲ့တယ်ဆိုတာမျိုးတွေရောနောက်ပြီးကျတော့သူနဲ့သူ့သားနဲ့အဆင်မပြေဘူးဆိုတာတွေရောနောက်တစ်ခုကကျတော့မနေ့ကတင်ထားတဲ့ post မှာကျတော့post မှာမနေ့ကတင်ထားတဲ့ post မှာကျတော့ဒီသူတို့ရဲ့ family photo တင်ထားတဲ့ခါကျမင်းသားနဲ့သူ့ရဲ့အမျိုးသမီးမပါဘူးပေါ့နော်အဲ့ဒီခါကျအောက်ကလူတွေကလည်းဘာလို့မပါတာတော့ဆိုပြီးတော့မေးတဲ့အချိန်မှာကျတော့သူကသူ့ရဲ့မိသားစုဆိုတာကိုဒီပုံနဲ့ပဲသတ်မှတ်ပေးပါလို့ပြောတာပေါ့နော်အဲ့ဒီရဲ့ aunty မင်းသားရဲ့အမေ aunty ကအဲ့တော့ဒီရဲ့ဟာတွေအကုန်လုံးပြန်ပြီးတော့ကြည့်ကြည့်မယ်ဆိုလို့ရှိရင်လည်းမင်းသားကသူတို့အိမ်ကလူသူတို့မိဘနဲ့အရင်တော့လည်းအဆင်မပြေဘူးသူက16နှစ်လောက်ကလေးကွာသူ့အိမ်ကနေလည်းသူဆင်းမှုတယ်ပေါ့နော်အဲ့ပြီးတော့သူကိုချလောက်ပေါ့ကိုမှရက်တီပြီးတဲ့အခါကျတော့သူအောင်မြင်အောင်စူးစမ်းခဲ့တယ်စူးစမ်းပြီးတော့သူအောင်မြင်လာတဲ့အချိန်မှာဆိုလို့ရှိရင်လည်းသူမိဘတွေအတွက်ကအိမ်ဝယ်ပေးတာမျိုးတွေအရန်ကိုမှအဆင်ပြေအောင်မျိုးတွေသူတို့လုပ်ပေးတယ်သူထောက်ပံ့ပေးတယ်ပေါ့နော်နောက်တစ်ခုအဲ့ဒီနေရာမှာမင်းသားရဲ့အိမ်ကမင်းသားနာမည်နဲ့ဝယ်ထားတာလို့မင်းသားမိဘနာမည်နဲ့ဝယ်ထားတာမဟုတ်ဘူးလို့ဆိုတဲ့အခါကျတော့လေအဲ့ဒီဟာကိုတစ်ချက်ရှင်းပြမယ်နော်ရှင်တို့ဘဝမှာလေမောင်နှမသားချင်းတွေအများကြီးနဲ့နေဘူးလားမနေဘူးလားတော့မသိဘူးကိုကတယောက်တည်းပဲမွေးတာလားနှစ်ယောက်ပဲမွေးတာလားလူတွေရဲ့စိတ်ဆိုတာဘယ်သူမှမယုံရဘူးအဲ့တော့ကိုမိဘကိုပေးခြင်းနဲ့ကိုမိဘအတွက်ဝယ်ပေးခြင်းနဲ့ဆိုလို့ရှိရင်ဒါမှပညာရှိဆိုလို့ရှိရင်အုံနောက်ကိုတုံးရမယ်နော်အဲ့ကြတော့ကိုမိဘအတွက်ဆိုပေမဲ့ကိုနာမည်နဲ့ကိုဝယ်တဲ့အချိန်ကြာတဲ့ခါကျတော့ပို့ပြီးတော့အဆင်ပြေတယ်ဒါကိုအဆင်ပြေလို့ဝယ်ပေးထားတာကိုမိဘအတွက်ကိုရည်ရွယ်တယ်အဲ့ဒီအချိန်မှာသူ့ရမောင်နှမတွေနဲ့သူနဲ့အဆင်ပြေသလားမပြေလားလဲရှင်းတော့မသိရအောင်တကယ်လို့သာသူ့အမေကသူ့မိဘတွေကသူ့ကိုအချစ်ဆုံးမဟုတ်ဘဲနဲ့တခြားမောင်နှမတွေကိုအချစ်ဆုံးဆိုပြီးတော့ဖြစ်တဲ့အချိန်မှာသူတို့တွေခေါင်းမချခင်မှာအဲ့ဒီရဲ့အိမ်တွေပါတွေသူ့ရဲ့ပိုင်ဆိုင်မှုတွေသူ့ကိုယ်တိုင်စူးစမ်းပြီးသူ့မိဘတွေအတွက်ပေးဆက်ခဲ့တဲ့ဟာတွေကိုအဲ့လိုမျိုးသူ့နာမည်မဟုတ်ဘဲနဲ့တခြားသူ့နာမည်နဲ့လွှဲပြောင်းသွားမယ်ဆိုရင်တော့ရှင်တို့အဲ့ဒီရဲ့ကိစ္စကိုတွေးကြည့်ဘူးသလားနောက်တစ်ချက်ကကြတော့တကယ်လို့ तू အခုအဆင်ပြေနေတဲ့ရှင်တို့ပြောသလိုခရိုနီရဲ့တမန်ဖြစ်လို့ဘလို့တွေကိုထားလိုက်တကယ်လို့ तू အဆင်မပြေတဲ့အချိန်မှာသူ့မိဘတွေလည်းမရှိတော့ဘူးဒီအင်အားသူ့အတွက်အရင်နေ့တစ်ခုလောက်ရမယ်ဆိုလို့ရှိရင်သူ့အမေတို့ကသာသူ့ရဲ့တခြားမောင်နှမတွေကိုပေးလိုက်မယ်ဆိုလို့ရှိရင်သူ့အတွက်အဲ့ဒီဟာလုပ်ငန်းအငွေအတွက်သုံးမလို့အရင်နေ့ပြန်ပြီးတော့ဖြစ်ပါမလားလူ့ဘဝဆိုတသက်သေးတတ်မှတ်လို့မရအောင်ဆိုတာရှင်တို့သိစေချင်တယ်နောက်တစ်ခုကကြတော့အဲ့ဒီသူ့မေရဲ့ post အောက်မှာရေးထားတဲ့မင်္ဂလာဆောင်မှာတဲ့အဲ့လိုမျိုးခွဲခြားပြီးတော့ဆက်ဆံတယ်ပေါ့နော်ခွဲခြားပြီးတော့ဆက်ဆံတဲ့ခါကျတော့အပြင်မှာလည်းတစ်မျိုးအတွဲမှာလည်းတစ်မျိုးအဲ့လိုမျိုးတွေလောက်တယ်ပို့ဆိုပြီးတော့လည်းရေးထားတယ်ပြီးတဲ့ခါကျတော့ဖုန်းနံပါတ်နဲ့ဒီဟာကိုဖြည့်ရှင်းမယ်ဘာညာအဲ့ဒီဟာမှန်ကန်တယ်ပေါ့နော်အကောင့်ကကျတော့ဝင်ကြည့်လို့မရဘူးဒီဟာကျလော့ကြနေပေါ့နော်မင်္ဂလာဆောင်တော့ကလည်းဒီသူတို့သားရဲ့ဘက်ကိုနှိမ်ချပြီးဆက်ဆံခဲ့တယ်ဆိုတဲ့အကြောင်းတွေပေါ့နော်အဲ့လိုမျိုးတွေကိုရေးထားတာလည်းတွေ့ရတယ်နောက်တစ်ခုတခြား post တစ်ခုအောက်မှာကျတော့လေဒီမင်္ဂလာဆောင်ကအဲ့လိုမျိုးခွဲခြားဆက်ဆံထားတာတွေမရှိလို့เนาะအဲ့ဒီမင်္ဂလာပွဲလုပ်ခဲ့တဲ့2နေရာဟိုတယ်နှစ်ခုကိုတိုက်တဲ့ချိန်မှာတိုက်တယ်လို့ဖုန်းဆက်ပြီးတော့မေးလို့ရတယ်ဆိုတဲ့အကြောင်းတွေလည်းရေးထားတာမျိုးတွေလည်းတွေ့ရတယ်ပြီးတဲ့အခါကျတော့နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်အဲ့ဒီရဲ့မင်္ဂလာပွဲမှာဆိုလို့ရှိရင်လည်းဒီအမေကိုကတောင်းချမ်းနေတဲ့အခါကျတော့တားပွဲမထွက်ခင်မှာဒါမှညှိကြတယ်ဆိုတဲ့ဟာတွေလည်းတွေ့ရတယ်ဒါလည်းကြောင့်သူတို့ကိုယ်တိုင်ပဲသိကြမှာပေါ့နော်ကိုလည်းမသိရဘူးဒါပေမဲ့ကိုယ့်ဘက်ကအမြင်မှာကြတော့မိဘနဲ့သားသမီးဖြစ်ကြတဲ့ပြဿနာမှာဆိုလို့ရှိရင်မိဘကကိုသားသမီးကိုတကယ်သာချစ်တယ်ကိုသားသမီးအပေါ်မှာတကယ်ယုံကြည်တယ်ကိုးစားတယ်ဆိုလို့ရှိရင်သူများတစ်ဖက်သားတစုံတစ်ယောက်ကကိုသားသမီးရဲ့မကောင်းကြောင်းကိုပြောတယ်ဆိုလို့ရှိရင်တောင်မှကာကွယ်ပေးရမှာဟုတ်တယ်ဟုတ်ရှင်တို့ကြုံမှုကြလားမသိဘူးကိုယ့်ရဲ့အကြောင်းကိုမိဘကိုယ်တိုင်ကလဲပြောတဲ့ဟာတွေမိဘတွေလည်းရှိတယ်နော်မြန်မာပြည်မှာကျတော့ပန်းနုသွေး character syndrome ကအရန်ကိုမှများတယ် syndrome လား syndrome လားနော်ပန်းနုသွေး character syndrome ပေါ့နော်အဲ့ဒီဟာအရန်ကိုများတယ်ကိုကနင့်နာသူလို့ဖြစ်ချင်ကြတာမြန်မာပြည်မှာကိုယ်ပဲအနာခံခြင်းကိုယ်ပဲလူတွေကအကူအညီခံခြင်းကြတာပေါ့နော်အဲ့ကြတော့ကိုတိုင်ကကျူးလွန်သူဖြစ်ပြီးတဲ့ခါကျတော့ပန်းလူအရန်သွေးတတ်ကြတယ်အဲ့တော့ရှင်တို့ကကိုတိုင်မှန်ပြီးတဲ့ခါကျတော့ကိုတိုင်သိအောင်လေ့လာပြီးမှဒီရဲ့ကိစ္စတွေကိုလည်းပြောကြစေချင်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတဲ့ခါကျတော့မင်းသားလုပ်ပေးခဲ့တာတွေဘာတွေကကျတော့သူတို့ဒီအပေါ်မှာ social media ပေါ်မှာတွေလည်းလက်တွေ့မြင်ရတယ်ပြီးတဲ့ခါကျတော့မင်းသားကအိမ်အောင်ကြတော့လို့ဒီရဲ့ပြဿနာတွေကထဖြစ်ကြတာလို့လူတော်တော်များများကယူဆကြတယ်အဲ့ဒီတော့အိမ်အောင်ကြသွားပြီဆိုလို့ရှိရင်ဒီမိဘတွေကတခါတော့ဒီမိဘတွေကကိုသားသမီးတွေရဲ့ဒီအခြေအနေမျိုးသူတို့တွေဒီ30အရွယ်ကိုသူတို့အခု60တက်တန်းရောက်နေပြီကွယ်ချားပါတော့60တက်တန်း30ရဲ့တက်တန်းကိုသူတို့တွေလည်းကြောက်ဖြတ်ဖူးတယ်ပြီးတဲ့ခါကျတော့30အရွယ်ဒီလူတွေရဲ့လူလက်ပိုင်းအရွယ်မှာဆိုလို့ရှိရင် live ကိုဘယ်လောက်တောင်မှဒီကြိုးဆာအားထုတ်ပြီးတဲ့ခါကျ struggle လောက်ရတယ်လဲဆိုတာသူတို့တွေလည်းကြုံမှုတယ်သူတို့တွေလည်းသိဘူးတယ်ပြီးတဲ့ခါကျတော့လူ2ယောက်အိမ်အောင်ပြုတ်လို့မင်္ဂလာအိုးစပြီဆိုလို့ရှိရင်ရှင်တို့ရုပ်ရှင်ထဲမှာဒါမင်းသားနဲ့မင်းသမီးကဇက်ပေါင်းတို့ဇက်သိန်းသွားတာဒါပေမဲ့တကယ်လက်တွေ့မှာကျတော့မင်္ဂလာဆောင်လိုက်မှာအကုန်လုံးကပြဿနာတွေကစလာတာပေါ့နော်အဲ့ဒီတော့ကိုသားနဲ့ကိုသမီးနဲ့သူတို့တွေအစင်မောင်းပြေးကြပါမလား
တွေးတော်တော်စဉ်းစားနဲ့ဒီလိုကိစ္စမျိုးတွေကိုပြောတင်တယ်ပြောစေချင်တယ်ပေါ့နော်ချွေးမဆိုတာလေရောက်ခမဆိုတာလေတစ်ချိန်လုံးကချွေးမဖြစ်ခဲ့ဘူးတယ်ရောက်ကတိဆိုတာလေတစ်ချိန်လုံးကတတ်မှတ်ဖြစ်ခဲ့ဘူးတယ်အဲ့တော့သူတို့ကိုယ်တိုင်ကဒီကိစ္စရဲ့မျိုးတွေကိုကြုံခဲ့ဘူးတယ်တွေးခဲ့ဘူးတယ်ပြီးတဲ့ခါကျတော့ဒီချွေးမဆောက်ချုံးမပြေလို့ဟိုချွေးမဆောက်ချုံးမပြေလို့ပြောလို့မရဘူးဘလို့ဖြစ်လို့လဲဆိုတဲ့ခါကျကိုကိုတိုင်ကကိုသမီးအရင်လို့မဆက်ဆံပဲနဲ့ကိုကိုတိုင်ကကိုသားအရင်လို့မဆက်ဆံပဲနဲ့ဘယ်ချွေးမမှလည်းကိုမိဘအရင်လို့ဆက်ဆံမှာမဟုတ်ဘူးနောက်တစ်ခုကကျတော့ဘယ်တမက်ကလည်းကိုမှသားအရင်လို့ဆက်ဆံမှာမဟုတ်ဘူးကိုကကိုတိုင်ကမြတ်တာကိုလိုချင်တယ်ဆိုလို့ရှိရင်ကိုရဲ့မြတ်တာကိုအရင်ပေးရတယ်နော်ဒါတွေကကြအသက်ကြီးပဲမဲ့တချို့တွေလည်းမိနေမှာဆိုလို့ဒီဟာကိုပြောပြမိဘတွေကသားသမီးတွေကိုမွေးတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အရွယ်မှာဆိုလို့ရှိရင်ကိုယ့်တငယ်ချင်းတွေလည်းမိဘတွေဖြစ်ကုန်မိဘတွေကသားသမီးကိုမွေးတယ်ဆိုလို့ရှိရင်ဘာမှမျှော်လင့်ထားလို့မရအောင်သားသမီးမွေးတယ်ဆိုတာကျတော့ထီထိုးတယ်လို့ပဲပေါက်တက်လက်မှတ်ရှိတယ်မပေါက်တက်လက်မှတ်ရှိတယ်နော်အဲ့ဒီတော့ရှင်တို့ဒီအချိန်တိုင်းပဲကိုထီလက်မှတ်ဝယ်ပြီးသွားလို့ထီပေါက်မယ်လို့လည်းမှတ်မှတ်ထားနေမြန်မာပြည်ရဲ့ logic ကကြတော့လေရှင်တို့ဟိုဗုဒ္ဓဘာသာနဲ့ရောပြီးတော့ကိုမစူးစမ်းမအားထုတ်ချင်တာနဲ့ဗုဒ္ဓဘာသာရဲ့ဟာနဲ့ကိုရောနေတယ်ဟောသားသမီးဆိုလို့ရှိရင်မိဘကိုအလောက်ကျွေးပြုစုရမယ်ဆိုတာမဟုတ်ဘူးလူတွေမှာကိုအထုပ်ကိုရှိရတယ်နော်အခုဒီ30အရွယ်လောက်မှာဆိုရင်ကိုကသားသမီးတယောက်ကိုယူလိုက်ပြီးသားသမီးတယောက်ကိုမွေးလိုက်ပြီးဆိုလဲကွာဒီသားသမီးကိုရဲ့မိဘကျင့်ကို၅ပါးနဲ့အညီဘလို့ကောင်းတဲ့အထိပြုစုပြောထားပေးမလဲသူ့အတွက်ကဘလို့လုပ်ပေးမလဲဆိုတာဟုတ်နော်သားသမီးဝတ္တရားကြည်တည်ဖြစ်စေမကြည်တည်ဖြစ်စေရှင်တို့ဘက်ကလောက်ပြရမယ်အဲ့လိုမျိုးသားသမီးကိုပြုစုပြောထားနေတဲ့အချိန်မှာလဲကိုတီးကိုမိဘတွေရှိသေးတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့သားသမီးဝတ်ကိုကြေးရမယ်မိဘဝတ်ကိုလည်းကြေးရမှာလူတိုင်းမိဘဝတ်ကိုလည်းကြေးရမှာဖြစ်တယ်လို့သားသမီးဝတ်ကိုလည်းကြေးရမှာဖြစ်တယ်အဲ့ဒီတော့လူတွေကကြတော့မြန်မာပြည်မှာလောများသောအားဖြင့်ကြတော့ကိုယ့်အထုပ်နဲ့လည်းကိုမရှိကြတဲ့ခါကျသားသမီးပေးစာကမ်းစာကိုမျှော်လင့်ရတယ်ဆိုလို့ရှိရင်တချို့တွေကကြတော့မိဘတွေကကြတော့လောဘကြီးတယ်ရွှေဥဥတာကိုမစောင့်နိုင်ဘိုက်ထဲကိုပဲခွဲကြည့်ကြတယ်နော်တချို့ရဲ့ဒါလူတွေရဲ့စိတ်နဲ့ပဲဆိုင်တာမိဘဖြစ်လို့ကောင်းသွားတာပြောင်းလဲသွားတာသားသမီးဖြစ်လို့ကောင်းသွားတာပြောင်းလဲသွားတာမျိုးမဟုတ်ဘူးအဲ့တော့ကို့မှာကိုအထုပ်ကိုရှိနေတယ်ဆိုလို့ရှိရင်ရှင်တို့ကသားသမီးကိုလည်းထောက်ပံ့ပေးရမယ်ကို့အထုပ်ကိုလည်းကို့လက်ထက်မှာထားနိုင်ရမယ်အဲ့ဒါကြောင့်မှဒါဘယ်သားသမီးလောက်ကြွေးမကြွေးကို့လက်မကိုထောင်ပြီးတော့ကိုတိုင်းနေလို့ရမှာအဲ့တော့ကိုသားသမီးအတွက်လည်းရင်းနှီးကိုရဲ့ဟာတွေအတွက်လည်းကို့အတွက်ကို investment လုပ်တချို့တွေကကြတယ်အကြွားထုတ်တင်ကြရတယ်မနိုင်ဝန်နေရှောက်ထမ်းပြီးတော့ဟိုလူနဲ့ပြိုင်ကိုသားသမီးကသူတို့ထားခိုင်းကြတာမဟုတ်နော်ဟိုလူနဲ့ပြိုင်ပြီးတော့ဟိုเจ้าအောင်ထားခြင်းလို့ဒီလူနဲ့ပြိုင်ပြီးတော့ဒီเจ้าအောင်ထားခြင်းလို့ကိုသားသမီးကဘာကိုဖြစ်ချင်တာလဲဘာတွေကိုလှုပ်ချင်နေတာလဲလို့ကိုယ်တိုင်ကသိပြီးတော့ကိုသားသမီးဖြစ်ချင်တာကိုထောက်ပံ့ပေးမှသူတို့လည်းအောင်မြင်မှာနော်သူတို့လည်းတိုးတက်မှာအဲ့ဒီကနေမှကိုလည်းအမောဆိုတတမှာကြွားချင်တာနဲ့ရှောက်ပြီးတော့လည်းမလှုပ်ကြနဲ့အဲ့ဒီတော့ကိုအထုပ်ကိုပါအောင်စုကြနော်ဒါကကိုယ့်ရဲ့ဒီအသက်ရှင်နေတဲ့အထုပ်လည်းဖြစ်တယ်လို့နောက်ထပ်ကိုသိဖို့အတွက်ဆိုဒါနသီလဘာဝနာလည်းပြင်ကြအခုဒီရွယ်ထိတောင်မှနော်မလုံနိုင်ဘူးဆိုလို့ရှိရင်နောက်ရှင်တို့သိလဲဘာအထုပ်မှာပါကြမှာမဟုတ်ဘူးဒါအဲ့အန်တီကိုပြောတာမဟုတ်ရှင်တို့ကိုပြောပြတာနော်ဒါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်